ဟယ်လိုမင်္ဂလာပါရှင်ပါဝါလျက်စစ်မှကြိုဆိုပါရစေ။ဒေတာအထူကွိုင်းသားအထူနဲ့ရိုးရရပစ္စည်းစစ်ရှာနေတဲ့မိတ်ဆွေများအတွက်အခုမိတ်ဆက်ပေးမဲ့ပစ္စည်းလေးရတော့ရိုးရရပစ္စည်း12လက်မဒဲနီမီဆူဟီတာတစိမ့်လေးနဲ့မိတ်ဆက်ပေးပါရစေရှင်။ဒီဟာလေးကတော့ဒေတာအထူကွိုင်းသားအထူမှာအဖုံးဆိုလို့ရှိရင်လည်းထူးထူးထဲထဲလေးနဲ့လှုပ်ထားပေးပါတယ်ရှင်။အထက်ကအတွင်းသားဆိုလို့ရှိရင်လည်းလုံးဝအပြောင်ပေါ့နော်အပြောင်အတွင်းသားအဖြူလေးနဲ့အတွင်းသားအဖြူလေးနဲ့လှုပ်ထားပေးတာဖြစ်ပါတယ်ရှင်။သူ့ရဲ့ပလက်ဆိုလို့ရှိရင်လည်း2ပင်ပလက် original ပလက်နဲ့လာမှာဖြစ်ပါတယ်ရှင်။ဒီဘက်မှာကြည့်ကြည့်ပါ2ပင်ပလက်ကလေးနဲ့ပါ။ပြီးတော့ဒီအား12လက်မှာပါနော်။လုံးဝရိုးရရပစ္စည်းအစ်စ်ဖြစ်ကြောင်းအာမခံပါတယ်ရှင်။အောက်ချမ်းလေးကိုချက်မယ်နော်။အောက်ချမ်းမှာဆိုလို့ရှိရင်လေမိတ်အင်ထိုင်လန်ဆိုပြီးတော့အသားတစ်စိတ်ကိုခတ်နှိပ်ထားတာပါဖြစ်ပါတယ်ရှင်။ပြီးတော့သူ့ရဲ့စကန်လေးကိုဖတ်ပြီးတော့လေရိုးရရပစ္စည်းအစ်စ်ဖြစ်ကြောင်းစစ်လို့ရပါတယ်ရှင်။သူ့ရဲ့ထောက်တရားဆိုလို့ရှိရင်လေရေတွေစီတွေထိနိုင်အောင်လို့ကုတ်တင်တစ်ထပ်ဖုံးအုပ်ပြီးတာပါတယ်။အကယ်လို့အယောင်ငွေချေလဲရပါတယ်ရှင်။ဆိုင်မာလာရောက်ဝယ်ယူမယ်ဆိုရင်တင်ငန်းညို့မြို့နယ်ဥပလာလန်အမှတ်203ပါဝါလျက်စစ်ပဲဖြစ်ပါတယ်ရှင်